Hello အားလုံးပဲမင်္ဂလာပါအခုကြည့်နေတဲ့လူတွေမှာပကြီးကိုစိတ်ဝင်စားတဲ့လူတွေပကြီးပညာရပ်ကိုလေ့လာနေတဲ့လူတွေပါတယ်ဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုလက်လွတ်မခံပဲအဆုံးထိကြည့်ရှုပေးဖို့ပြောချင်ပါတယ်ကျွန်တော်တို့ပကြီးကို line shape form color space တခြား value ဆိုတဲ့ element တွေနဲ့အခြေခံထားတယ်ကျွန်တော်element တွေထဲမှာအဓိကအရေးကြီးတဲ့အစိတ်ပိုင်း၃ခုဖြစ်တဲ့ line shape form ဆိုတဲ့ element ၃ခုနဲ့ပတ်သက်ပြီးတော့ဒီ view လေးမှာပြောပြပေးသွားမှာဖြစ်ပါတယ်နံပါတ်1 line ကျွန်တော်တို့ပုံတစ်ပုံဖန်တီးရေးဆိုတော့မယ်ဆိုလို့ရှိရင်မြင်းဖြောင်မြင်းမှတ်မြင်းဆောင်မြင်းရမြင်းကွေးဆိုတဲ့မြင်းကြောင်းတွေအသုံးပြုပြီးတော့ပထမဆုံးကျွန်တော်တို့ outline တစ်ခုအဖြစ်ကိုဖန်တီးရပါတယ်အဲ့တော့ကျွန်တော်တို့ရေးဆွဲသူတွေအနေနဲ့ဒီမြင်းကြောင်းမျိုးစားတွေကိုဘယ်လိုနေရာမှာဘယ်လိုသုံးရတယ်ဆိုတာသိထားမှသာကျွန်တော်တို့ပုံစံတစ်ခု sketch တစ်ခုကိုဖန်တီးရတဲ့နေရာမှာအဝင်ဝင်ကြနဲ့ကျွန်တော်တို့အကောင်းဆုံးဖန်တီးရေးဆွဲနိုင်မှာဖြစ်ပါတယ်နံပါတ်2 shape ကျွန်တော်နေထိုင်တဲ့ကဘာကြီးကစဝိုင်းပုံစံရှိပါတယ်လာဝိုင်းနဲ့ကားပိတ်ရန်ဝိုင်းနဲ့စာအုပ်က4000ပုံစံရှိတယ်ဟုတ်ပါတယ်ဒါတွေအားလုံးကကျွန်တော်တို့ပတ်ဝန်းကျင်မှာမြင်နေရတဲ့ပုံစံတွေဖြစ်ပါတယ်အဲ့တော့ပုံပုံရေးဆွဲရမယ်ဆိုလို့ရှိရင်ကိုဆွဲမဲ့အရာဘူးတွေပုံစံအမှန်ကိုတိတိကျကျနဲ့ရေးဆွဲရဖို့လိုပါတယ်shape အမျိုးအစား2မျိုးရှိပါတယ်သူကန်4000ဝိုင်းဒီလိုမျိုးသိကြတဲ့ပုံစံတွေက geometry shape ဖြစ်ပြီးတော့အချိုးစားမညီတဲ့ကြောက်သုံးလိုပုံစံတွေက organic shape လို့ခေါ်ပါတယ်နံပါတ်3 formပြားနေတဲ့စာတွေကိုလုံးထိလိုက်မယ်ဆိုလို့ရှိရင်လုံးဝနဲ့အထူးတယ်တခုဖြစ်လာတာကိုကျွန်တော်တို့မြင်တွေ့ရမှာဖြစ်ပါတယ်ဟိုအဲ့တော့ကျွန်တော်တို့နေထိုင်တဲ့ပတ်ဝန်းကျင်ကကျွန်တော်တို့နေ့စဉ်မြင်တွေ့ရတဲ့မြအရာဝတ္ထုတစ်ခုစီတိုင်းမှာဒူးတဲ့ကိုယ်စီရှိပါတယ်မြင်မားတဲ့တိုက်တာအစာအုပ်တွေတရားတွေကားတွေအိမ်တွေရထားတွေစက်ကူတွေခဲတံတွေဘောပင်တွေကွန်မာဘူးတွေရှိရှိသမျှအရာဝတ္ထုတွေတိုင်းကမတူညီတဲ့တတိယကိုယ်စီနဲ့ဒူးတယ်ဖြစ်ပါတယ်အဲ့တော့ပုံတော်ရေးဆွဲရမှာဆိုလို့ရှိရင်ကိုရေးဆွဲမဲ့ပုံရဲ့အရာဝတ္ထုရဲ့ဒူးတဲ့အချိုးအစားကိုကိုယ်တိုင်သိရှိနားလည်မြင်တတ်ဖို့အရေးကြီးပါတယ်ဖောင်ဆိုတဲ့ဒူးတဲ့အမျိုးအစားတွေကိုသိရှိနားလည်တာမှသာကိုယ်ဆွဲမဲ့ပုံကိုတိတိကျကျနဲ့အကောင်းဆုံးရေးဆွဲနိုင်မှာဖြစ်ပါတယ်ဒူးတွေကိုအသုံးပြုရေးဆွဲတဲ့ပုံစံ2မျိုးရှိပါတယ်အချူရက်စကပ်ပြဆိုတဲ့ကိုဟန်ပြရုပ်ထုတွေရေးဆွဲရတာရယ် inline drawing ဆိုတဲ့ဒူးတွေကြီးညိုပြီးရေးဆွဲရတာရယ်ဆိုပြီးဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီနေ့ပြောပြပါရယ် line shape form ဆိုတဲ့ element 3ခုနဲ့ပတ်သက်ပြီးတော့အားလုံးသိရှိနားလည်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ video ကိုအဆုံးထိကြည့်ရှုအားပေးကြမိတ်ဆွေတယောက်ချင်းစီတိုင်းသူချင်းစီတိုင်းကျွန်တော်ကျေးဇူးရမ်းတင်ပါတယ်အဲ့တော့ကျွန်တော်နောက်ထပ် video လေးကိုကြည့်ရှုလို့ရအောင်လဲကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပြီးပြောချင်ပါတယ်ကျွန်တော်မိတ်ဆွေတွေကျွန်တော်ကြည့်ရှုနေတဲ့လူတွေအနေနဲ့လည်းပကြီးနဲ့ပတ်သက်လာရင်နားမလည်တာတွေရှိလို့ရှိရင်လည်းကျွန်တော်ဒီ video လေးအောက်မှာ comment လေးပေးပါလို့ရပါတယ်အဲ့တော့ video လေးကိုဒီလောက်နဲ့ပဲဆုံးသက်လိုက်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးနောက်ထပ် video တွေမှာပြန်တွေ့ကြပါမယ်